ကားသမားဖြစ်သူကအလုပ်ထွက်တော့မဲ့အချိန်မှာသူ့အလုပ်ရှင်ကိုကားအောက်ပိုင်းကိုတေချာစစ်ဖို့ခဏခဏသတိပေးခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့လတုန်းကစီတိုင်ကီနားမှာအမဲရောင်တစ်တာလေးတစ်လုံးကိုသူရုတ်တရက်တွေ့ခဲ့လို့ပါ။အစတုန်းကတော့အလုပ်ရှင်ကခင်မိတဲ့နည်းပညာပစ္စည်းတစ်ခုခုတတ်ထားတာနေမှာပါလို့သူထင်ခဲ့ပေမဲ့နောက်ပိုင်းစဉ်းစားကြည့်လေပိုပြီးထူးဆန်းနေလေပဲ။အဲ့ဒီအမဲရောင်ဘူးကတခုခုတော့မှားနေပြီလို့သူခံစားရတာကြောင့်ကားကိုတေချာစစ်ဆေးဖို့ချက်ချင်းစီစဉ်လိုက်တော့တယ်။ထင်းတဲ့အတိုင်းပါပဲကားပြင်ဆရာကကားအောက်ပိုင်းအထဲနဲ့မှာဝတ်ထားတဲ့အမဲရောင်ဘူးကိုရှာတွေ့သွားတယ်။ပုံစံနဲ့အင်တင်နာပေါက်လေးကိုကြည့်ပြီးဒါဟာချောင်းသားထောင်တာရောလူချေရခံတာရောလုံးလို့ရတဲ့စက်ပစ္စည်းတစ်ခုဖြစ်နိုင်တယ်လို့ကားပြင်ဆရာကခံမှန်းလိုက်တယ်။ဒါဟာတစုံတစ်ယောက်ကဒီလူရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေပြီးကားထဲမှာပြောသမျှစကားတိုင်းကိုလည်းနားထောင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ကားပြင်ဆရာကအဲ့ဒီစက်ကိုဖြုတ်လိုက်တဲ့အချိန်မှာပိုပြီးတော့တောင်အံ့ဩသွားသေးတယ်။သူကဒါဟာတာမန်ပုဂ္ဂလိကစုံထောက်တွေသုံးနိုင်တဲ့ပစ္စည်းမျိုးမဟုတ်ဘူးလို့ပြောတယ်။တစိမ့်အမှတ်အသားတွေအရဒါဟာစစ်တပ်သုံးထောက်လန်းရေးပစ္စည်းဖြစ်နေတယ်။အဲ့ဒီလူကသူ့ရဲ့စီးပွားပြိုင်ဘက်ကစုံစမ်းနေတာလားလို့တန်တရားဝင်နေတော့မှပဲကားပြင်ဆရာကနောက်ထပ်အံ့ဩစရာတစ်ခုကိုရှာတွေ့ပြန်တယ်။မှန်ပြောင်းနေကြည့်တော့ brake စီပိုက်လိုင်းပေါ်မှာအပိုတန်ကြိုးတစ်ချောင်းတက်ထားတာကိုတွေ့လိုက်ရတယ်။အဲ့ဒါကိုဖြုတ်ပြီးစစ်ကြည့်တော့ brake ပိုက်ကိုစားပစ်မဲ့ဓာတုဓာတ်ကူပစ္စည်းမှန်အတည်ပြုနိုင်ခဲ့တယ်။အဲ့ဒီပစ္စည်းရဲ့တစ်ခုတည်းသောရည်ရွယ်ချက်က brake ပိုက်ရဲ့အပိတ်ကိုတဖြည်းဖြည်းတိုက်စားပစ်ဖို့ပဲ။အဲ့ဒီအပိတ်ပေါက်သွားပြီဆိုရင်လူကမထင်ထားတဲ့အချိန်မှာ brake စီတွေအကုန်ထွက်သွားပြီး brake မမိတော့ပဲကြောက်စရာကောင်းတဲ့မတော်တဆမှုဖြစ်သွားနိုင်တယ်။ဒါဟာတေချာကြံစီထားတဲ့လူတက်မှုတစ်ခုဆိုတာကိုအဲ့ဒီလူသဘောပေါက်သွားတယ်။သူ့နောက်ွယ်ကလူဟာသူ့ကိုစောင့်ကြည့်ခြင်းယုံတင်မဟုတ်ပဲအသက်ကိုပါရန်ရှာခြင်းနေတာပါ။ကားထဲမှာဘယ်သူမှမသိအောင်ဒီလိုပစ္စည်းတွေလာတက်နိုင်ဖို့ဆိုတာတရားခံဟာသူနဲ့အရန်နှီးစပ်တဲ့သူပဲဖြစ်ရမယ်။အကယ်၍အဲ့ဒီလူကသူ့ကြံအစီပြတ်သွားပြီဆိုတာသိသွားရင်တခြားတနေရာကနေထပ်ပြီးရန်ရှာနိုင်တယ်။ဒါကြောင့်အဲ့ဒီလူဟာဘာမှမသိသလိုမျိုးဟန်ဆောင်ပြီးတရားခံကိုရိပ်မိမသွားအောင်နေရမယ်ဆိုတာသိလိုက်တယ်။အဲ့ဒီညမှာသူကတခြားကားတစ်စီးနဲ့အိမ်ပြန်ခဲ့တယ်။ကားပေါ်ကဆင်းတဲ့အထိဘသူကသူ့ကားကိုခုလိုလှုပ်သွားလဲဆိုတာသူစဉ်းစားလို့မရသေးဘူး။အိမ်ရောက်လို့ညံ့တဲ့အထိစောင့်နေတဲ့ဇနီးတဲ့ကိုမြင်တော့သူ့မိန်းမကိုတောင်တန်တရားမကင်းဖြစ်လာမိတယ်။သူတို့အိမ်အောင်တက်လဲကြပြီ။တယောက်ကိုတယောက်လဲလေးလေးစားစားဆက်ဆံကြတာပါ။သူ့မိန်းမကနူးညံ့ပြီးဂယုစိုက်တဲ့သူမို့သူ့အတွက်တော့အကောင်းဆုံးလက်တွဲဖော်ပေါ့။ဒါပေမဲ့ပြီးခဲ့တဲ့လကစပြီးသူ့မိန်းမကကျမကြီးလက်ဖက်ရည်အမျိုးမျိုးကိုဆွဲဆွဲလန်းလန်းလုပ်နေတတ်တယ်။အလောက်ကပြန်လာရင်ညတိုင်းလက်ဖက်ရည်တစ်ခွက်ဖြော်ပေးလေးရှိတယ်။အဲ့ဒီလက်ဖက်ရည်တောက်ပြီးတိုင်းသူကထူးထူးဆန်းဆန်းမူးနောက်ဖြစ်သွားတတ်တယ်။အရင်ကတော့အလုပ်ပင်ပန်းလိုပဲလို့သူထင်ခဲ့တာ။ဒါပေမဲ့ကားထဲမှာဖြက်စီးခံထားရတာတွေကိုသိလိုက်ရပြီးတဲ့နောက်မှာတော့ဒီညတိုင်းတောက်တဲ့လက်ဖက်ရည်ကိုသူတန်တရားမဝင်ပဲမနေနိုင်တော့ဘူး။ဘာလို့လဲဆိုတော့လက်ဖက်ရည်ကလည်းပြီးခဲ့တဲ့လကမှစတောက်တာဖြစ်တယ်လို့အမဲရောင်ဘူးကလည်းပြီးခဲ့တဲ့လကမှပေါ်လာတာမို့လို့ပဲအကယ်၍သူအိမ်ပြန်လာတိုင်းလက်ဖက်ရည်ကြောင့်အိမ်ငိုက်နေမယ်ဆိုရင်ကားထဲမှာတခုခုမှားနေတာကိုသတိထားမိဖို့ခွန်အားရှိမှာမဟုတ်တော့ဘူး။အားလုံးကကွက်တီပဲ။အဲ့ဒီအချိန်မှာပဲသူ့မိန်းမကသူကနာမငြိမ်ဖြစ်နေတာကိုသတိထားမိသွားတယ်။ပိန်မန်းနေလို့လားဘာလို့လက်ဖက်ရည်မတောက်တာလဲလို့မေးလာတယ်။တန်တရားတွေကိုရိပ်မိမသွားအောင်အဲ့ဒီလူဟာစိတ်ခတ်ထားနိုင်တဲ့လက်ဖက်ရည်ကိုမတက်တာပဲတောက်လိုက်ရတယ်။ပြီးတော့အလုပ်တွေကြံသေးတယ်လို့လိန်ပြောပြီးအခန်းထဲဝင်ခဲ့တယ်။သူ့မိန်းမကတော့ဘာပြစ်မှမရှိသလိုပဲပုံမှန်အတိုင်းပြုမှုနေတယ်။စားကြည့်ခန်းထဲရောက်တော့သူကဖြစ်နိုင်တဲ့တရားခံတွေကိုပြန်စဉ်းစားတယ်။သူ့ကိုတေးစေခြင်းတဲ့သူတွေရှိပါတယ်။ကုမ္ပဏီကိုတင်းကျင်နေတဲ့စီးပွားပြိုင်ဘက်တို့မကြခင်ကမှအလုပ်ထုတ်ခံလိုက်ရလို့ရန်ညှိုးထားနေတဲ့အမှုဆောင်ရာရှိလို့ပေါ့။ဒါပေမဲ့သူတို့တွေကသူ့ကားရဲ့အတွင်းပိုင်းအထိဝင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ပြီးတော့ခုနကဓာတုပစ္စည်းပါတဲ့တန်ကြိုးကိစ္စကိုပြန်စဉ်းစားမိတယ်။ဒါဟာသူ့ကားကိုအချိန်ကြာကြီးထိတွေ့ခွင့်ရှိတဲ့သူပဲဖြစ်ရမယ်။တေချာစဉ်းစားပြီးတဲ့နောက်မှာတော့တန်တရားတွေကသူ့မိန်းမစီကိုပဲပြန်ရောက်လာတယ်။ဒါနဲ့သူကကုတ်နံပါတ်ထဲကနေလုံခြုံရေးမြင့်တင်ထားတဲ့ဖုန်းကိုထုတ်လိုက်တယ်။ပြီးတော့အဲ့ဒီနေ့မနက်ပိုင်းကကားသမားပေးခဲ့တဲ့စာရွက်လေးတွေကဖုန်းနံပါတ်စီကိုကုတ်စကလုံးနဲ့စာတစ်စောင်ပို့လိုက်တယ်။ကားသမားကမထွက်ခွာခင်မှာဒီနံပါတ်ကိုပေးခဲ့တာပါ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဲ့ဒီလူရဲ့ပြဿနာကြီးတစ်ခုကိုသူကူညီဖြေရှင်းပေးခဲ့ဘူးကြောင်းအကူအညီလို့ဆက်သွယ်လာရင်သူ့မှာရှိသမျှအင်အားတွေနဲ့ကူညီပေးမှာဖြစ်ကြောင်းပြောခဲ့တယ်။အဲ့ဒီဖုန်းခေါ်ဆိုမှုနဲ့အတူမရှင်းမလင်းဖြစ်နေတဲ့လျှို့ဝှက်ချက်တွေအားလုံးနောက်ဆုံးမှာတော့ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်